မိတ်ဆွေတိတ်တွေကိုတော့ခလောင်ပြီးတော့မှကြိုးဆိုခြင်းနဲ့နော်ဒီမှာခဏတော့ကဟိုမှာရင်းငယ်ချက်တော့လက်ထောင်ပြတဲ့ကောင်အမှအဲ့ဒါကိုဇော်ထူးလို့ခေါ်တယ်ဟိုကရန်ကုန်မှာဆရာနဲ့တွေ့ခဲ့တယ်ဟိုကလောလောဆယ်ဒါခစ်တော်ကိုလေးလာနေတော့ပဲဖြစ်ပါတယ်နော်သူကလမ်းမှာတွေ့လို့ရှင်နဲ့ခေါ်ကြပါသူဆိုသူကဲ့သို့တော့သူများဒီမှာလည်းရှိကောင်းရှိပါလိမ့်မယ်နော်ကြားရခင်ကိုမိဇန်ခါစားလေးလာခါစားလို့ရဆိုလည်းကြားရခင်အထူးလမ်းပြကောင်းခြင်းပေးပါစေ Amen God is goodဒါနဲ့သူကဝင်းစားတော့များတော့ God is good all the time Okay good ဘယ်နည်းအစ်စ်ပါလားအစ်စ်ဆိုတာခါမှဟိုမကြောက်ဘူးကြားသိအကြောင်းမကြောက်ဘူးလေဘူဇိုထူးရှိမယ်ဘူဇိုထူးကတော့အီတန်အခုလား Chinese garden မှာသူ့ကိုဖိတ်ခေါ်ပြီးအထူး share ကျွေးမွေးဖို့ရှိတယ်တော့ဒီနေ့ကတော့ယုံကြည်သူတွေရဲ့အသက်တာအကြောင်းကိုအဓိကအမြင်ပြောပြမှာဖြစ်ပါတယ်ကဲတော့ကိုတီးပဲအခုပြောမလို့ပဲရှိသေးတယ်ဖုန်းနဲ့ပိတ်ထားရအောင်ဆက်လက်မလုပ်ထားရအောင်အတန်တွင်းချင်တဲ့ဥစ္စာတွေကိုဒီတိုင်းတွင်းထားလို့ရဘာကြောင့်လဲဆိုလို့ရှိရင်ကဲတော့ဘာတော့ဒီတော့တပိုက်ဖတ်မယ်တပိုက်ဖတ်ပြီးတော့မှခုနကကြားရအောင်ကြာတဲ့ဆက်ကတော့စာလာဒီနေ့တော့လူငယ်တွေများတယ်သူတကယ်အတင်းတော်လူကြီးတွေနဲ့เนาะကျွန်တော်တို့တင်းဦးဆရာတို့လည်းပြည်သူများတင်တယ်ဆိုတော့ကျွန်တော်တို့ရဲ့အတင်းတော်လူကြီး chairman ပေါ့เนาะကျွန်တော်တို့ရဲ့ chairman ကြီးကိုယ်တိုင်ကျွန်တော်တို့ကိုအားပေးစကားပြောသွားတယ်ပြည်သူများတင်တယ်ကျွန်တော်တို့အတင်းတော်မှာရှိတဲ့လူကြီး church leader တွေကလူငယ်တွေအတွက်တအား concern ရှိတယ်သူတို့ကိုယ်တိုင်မရမကเนาะ EC meeting ထဲမှာကောင်းကောင်းဆွေးနွေးပြီးတော့မှyouth ministry လေးကိုနော်ဖြစ်အောင်သူတို့လုပ်ပေးလာတယ်သူတို့ကကျွန်တော်တို့ကဒါအယုံကြည်ကြီးတာဖြစ်တယ်ဒါကြောင့်မို့လို့ဒီအချိန်အနာရီလေးတွေကိုကျွန်တော်တို့ချီရောက်စွာနဲ့အသုံးပြုပြီးတော့မှနော်ဘုရားသခင်ကိုဆက်ကပ်ဖို့ရန်အတွက်ဖတ်တောင်းပြီးတော့မှနော်အားပေးခြင်းနဲ့ဘုရားကြားတို့လည်းတော့အခုကြည့်နော်စလမ်ကံကြားဒီပါလေကိုကျွန်တော်တို့အခုကြည့်အားပေးနေလို့နော်ကျွန်တော်တို့ရဲ့အချင်းတော်ရဲ့အတွေ့အကြုံတွေတော့တခြားဆိုဒီပါလေကျွန်တော်တို့ဒီပါဝင်တာဖြစ်တယ်အားလုံးကိုကျေးဇူးတင်တယ်ကျွန်တော်တို့ပတ်တော်တပတ်ကိုခံယူကြရအောင်139ပြောက်သောဆာလံအခန်းငယ်9ကနေ7ဖြစ်ပါတယ်ဒါနာမည်ကြီးကြမ်းချက်တို့လူတိုင်းသိတယ်ကျွန်တော်ဒီချက်ဖတ်ပြခြင်းနဲ့အခန်းငယ်9မှာလူပြိုဒီမိမိသွားတော့လမ်းကိုအဘေတို့တန့်ရှင်းစေနိုင်ပါမည်ဘုမူကနှုတ်ကပတ်တော်အတိုင်းတည်ပြုရမည်ကျွန်တော်ဒီကိုရောကိုစိတ်နှလုံးအကျွင်းမဲ့ရှာပါ၏ပညတ်တော်လမ်းမှလွဲစေတော်မူပါနှင့်ကိုရောကိုမပြစ်မှာပဲနေနိုင်မည်အကြောင်းဗျာဒိတ်တော်ကိုနှလုံးထဲမှာထူထားပါသည်သာတော်ရဲ့ကြံချက်ပေါ်မှာရောက်ပြန်ပြရှင်ကောင်းပြီရှိပါလေအခုဒီနေ့ဆရာရွေးချယ်လာတဲ့ခေါင်းစဉ်ကတော့ဘာအကြောင်းလဲဆိုလို့ရှိရင်တော့စိတ်နှလုံးကိုလူငယ်များတဲ့အတွက်ကြောင့်မလို့ဒီခေါင်းစဉ်ကိုပြောဖို့ကျွန်တော်စိတ်ကူးရှိတယ်။ဆိုမနေ့ညကျွန်တော်တညလုံး study လုပ်တယ်။ဒါတခင်ဒီလူငယ်တွေကိုဘာပြောရမလဲမနေ့9နာရီခွဲမှအေးလို့ရတယ်။ life changing sermon that I'm going to bring today ဒီရှာ view ဆက်ပြီးတော့မှနားထောင်နေလို့ပါတယ်တကယ်မိတ်ဆွေရဲ့အသက်တာပြောင်းလဲဖို့ဒီကနေ့ဘုရားသခင်အကြံစီရှိတယ်ဒီနေရာမှာနော်ကျွန်တော်တို့ကံကောင်းထောက်မစွာနဲ့ကံကောင်းလို့ဒီမှာရောက်လာတာမဟုတ်ပါဘူးမိတ်ဆွေကဘုရားသခင်ရဲ့အကြံစီတော်နဲ့ဒီနေရာမှာဒီနေ့ကောင်းကြီးခံစားဖို့ရောက်လာတယ်ဆိုတာကိုကျွန်တော်ပြောပြခြင်းတယ်ဒီကနေ့လူရဲ့စိတ်နှလုံးကိုခေါ်ထုတ်လိုက်ရအောင်စိတ် English လို့ဆိုလို့ရှိရင်တော့ဘယ်လိုပြောတယ်လဲဆိုရင် will ဒီစိတ်နှလုံးဟာတဲ့ကဘာပေါ်မှာလူခန္ဓာရဲ့ပါရှိတဲ့စိတ်နှလုံးကအင်မတန်အော်စရာကောင်းပြီးတဘိုးကြီးတယ်
Nothing on earth as powerful humans will, nothing more powerful than death. And it's sick, God, sick that Jesus, the Buddha, Yamshu. Human will is so powerful, God Himself does not control. He say, Luya say, Tago, to go Chilo, Lurego Pansene, Payago Dine, he say, go, Matincho. Babylon solution. The very nature of will implies self-control. The Piano card, the Sega, Ogo, Tencho Yame, self-control Pinelo. Piaga, Eddie Sego, Toby Matincho Piro. However, Arazon, Loro Washington, Duani Luda. Okay. The will control destiny of man. Tomorrow, sick aluga control destiny of man. Makes way Pime Ayago, the Sega control of it. Pinere Osaga, say John Pinere. The most dangerous gift that God ever gave to the man. He said, Emadan Chausia Gongla, Babilo Resolution. Chausia Gongson, Tampo, Shiso, Paya Budanga, Lutema, Teta Billis, Sadini Dojachin. Babilo dangerous, Chausia Gongla Suyin. Any sick Budanga, Payabu, Pian Santi Luya. You with me? Babylon Tamposhi the Leswin. Payama, she that sick Budan. You would tell me, Tebe Mushi. Dangerous and powerful, wonderful gift. Mushi. Now, did I? Now, Piaga, Sego, Consumo. The Sexanda. Piaga Ludago Pansine Gama, Sayolo, remote control it, Matincho. Tomorrow, Chida, Songshalo, Ya, Sego, Tebela. The name Eddie Osago, the PAP, the same be the same, Shinwaya. So, but my also my resolution. Piaga Kinga, two low chin at Ayago, Eddie Sego, I don't build it. Piano China original intent to that. Nugu Mula original piano China purpose. You check out the Sego Piaga, I don't do China. Makes me my sheet at Sego Piaga, I don't you be on my China. Kababoma, Piaya Sandago, for Piachina. Piaba looks in the last one. Makes me art here for Piachina. Amen? Said Doya. But the problem is, get the Naga by this one. Come here, say, come here, bang. Go say, go bang. Piaga, I don't you be on Gabajigo, Bagong Lesura, Piachin, and Damelo, get the Naga, go say, go bang. Problem is, will give you the power to choose even against the will of God. The Paya don't use in that Sega, Paya built in the low, what you been Paya go down, Santin to Viroma, Mohoget Niago, Twilight. Radignage Noro, Lungeria, Jadana, I will Sabiji, Miss Vigo,